မင်းဘယ်နေရာပဲရောက်ရောက်ဘာတွေပဲလုပ်လူနှမျိုးတော့ရှိမယ်ပထမတစ်မျိုးကတော့မင်းကိုချစ်တဲ့သူဒုတိယတစ်မျိုးကတော့မင်းကိုမနစ်သက်တဲ့သူမင်းကိုမုန်းတဲ့သူအဲ့ဒီနှစ်မျိုးတွေကတစ်မျိုးကတော့မင်းဘာလုပ်မုန်းနေမှာပဲမင်းဘာလုပ်မနစ်သက်ဖဲနေမှာပဲဒီတော့မင်းဘာလုပ်မုန်းတဲ့သူတွေကိုမင်းကဘယ်လိုတုံ့ပြန်ရမလဲတကယ်တော့ရင်းကျက်တဲ့သူတွေနေထိုင်မှုမျိုးဆိုတာကနံပါတ်1အချက်ကသူများစိတ်နဲ့သူတို့ကိုသူတို့မရှင်သန်တဲ့သူတွေသူများပြောတာသူများကဲ့ရဲ့တာသူများဝေဖန်တာအဲ့ဒီအရာတွေကိုသိစိတ်ဝင်စားလို့မရှိဘူးစိတ်ထဲကိုမထည့်ဘူးနံပါတ်2အချက်ကကြတော့ကိုယ်တန်ဖို့ကိုသတ်မှတ်ထားတာကိုကဘလို့လူမျိုးလဲဘလို့နေထိုင်နေလဲသူများမုန်းတာကိုဘာလို့သူများမကြိုက်ဘူးဆိုရင်သူတို့ကဂယုမဆိုင်တတ်ဘူးအဲ့ဒါကကိုတန်ဖို့ကိုသတ်မှတ်ထားလို့ပဲဖြစ်တယ်နံပါတ်3ကကြတော့ကိုလုပ်ရမယ့်အရာတွေကိုပဲ focus ထားတယ်ငါဒီနေ့ဘာလုပ်ရမယ်ဘယ်အလုပ်ကိုလုပ်ရအောင်မယ်ဘယ်သူတွေနဲ့တွေ့ပြီးဘာလုပ်ရအောင်မယ်အဲ့ဒီလို focus ထားပြီးတော့ကိုလုပ်ရမယ့်အရာတွေကိုပဲအာယုံစိုက်နေတတ်တဲ့သူကသူများတွေဝေဖန်တာသူများတွေမနစ်သက်တာသူများတွေမုန်းတာကိုလည်းဂယုမဆိုင်မိတတ်တော့ဘူးသူတို့လုပ်တဲ့အရာကိုပဲအာယုံစိုက်နေတော့ဘေးကသူတို့မုန်းတာတွေမကြိုက်နှစ်သက်တာတွေသူတို့ဘာဆိုဘာမှမသိဘူးသိရလို့ရှင်လဲတိတ်ဂယုမဆိုင်တတ်ဘူးဒီတော့အပြင်မှာလဲကိုယ့်ရဲ့နေထိုင်မှုမျိုးကကိုတန်ဖိုးထားတယ်ကိုယ့်ရဲ့နေထိုင်မှုပုံစံကို focus ထားတယ်ကိုယ်စိတ်နဲ့ကိုရှင်သန်နေဆိုရင်သူများမုန်းတာတွေဂယုစိုက်ဖို့မလိုဘူးဆိုတာလာပြီးပြောပြရခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ပါဦးမယ်